ယမစရိယာမင်္ဂလာမေထုံအကျင့်ကိုရှောင်းခြင်း၍ယဟန်တရားကိုအာထုတ်ခြင်းမင်္ဂလာမေတ္တာဗြဟ္မစိုးလက်ကိုင်သုံးလို့သူမြက်ကျင့်ထုံးရွမသွေတဲ့ဓမ္မဗုဒ္ဓဝါဒကဗ္ဗမင်္ဂလာတွေတဲ့ယမစရိယမင်္ဂလာဆိုတာလောကီအာယုံကာမဂုဏ်တွေမှရှောင်ကျင်ပြီးတော့ယဟန်တရားများကိုပွားများခြင်းမင်္ဂလာတဲ့၈ပါးသီလ၉ပါးသီလထဲမှာပါတဲ့အဗြဟ္မစရိယာအမြတ်သောမေထုံအကျင့်ကိုကျင့်ခြင်းကိုရှောင်ကျင်ခြင်းနဲ့အတူပါပဲဒီနေ့ကဘုံဘုံတို့စွမ်းတက္ကမတယောက်ကဆွမ်းပို့တာဥပုံနေနဲ့တိုက်ဆိုင်လို့ဘုံဘုံကအဲ့၈ပါးသီလပေးပါတယ်အဗြဟ္မစရိယဝေရမဏိသိက္ခာပဋ္ဌာန်သမာဓိအာမိဆိုတော့တက္ကမကမေးတယ်အဗြဟ္မစရိယဆိုတာဘာလဲတဲ့ဒီနေ့ညတော့လို့အဲ့တခါနဲ့အတူအိတ်လို့မရတော့ဘူးလို့ဒါအဲ့လိုပြောပြတယ်တက္ကမနားလည်အောင်ပေါ့လေတို့တက္ကမကြီးတွေကလည်းသက်ကြီးတယ်အဲ့ဒါဆိုတော့တဲ့လူတွေမှာလည်းပဲတဲ့ဥပုံ၈ရက်ဥပုံ15ရက်ပဲဥပုံမှာတဲ့ဒီဗြဟ္မစရိယအကျင့်ကိုကျင့်လို့ရပါတယ်နေ့တိုင်းမကျင့်နိုင်ပေမဲ့ဘုံမို့လို့ယဟန်ဒီမှာကြတော့မြတ်စွာဘုရားက229ပါးသောဝိနည်းသိက္ခာပုဒ်တွေနဲ့ဒါဗြဟ္မစရိယတရားကိုတဲ့ကျင့်ခိုင်းထားပါတယ်ဗြဟ္မစရိယကျင့်ဆိုတာတဲ့ဒီကာမဂုဏ်မေထုံအကျင့်ကိုရှောင်ကျင်ခြင်းတစ်ခုတည်းမဟုတ်ဘဲနဲ့မေတ္တာကရုဏာမုဒိတာဥပ္ပခါဆိုတဲ့ဗြဟ္မစိုးတရား၄ပါးကိုလည်းပဲဗြဟ္မစရိယအကျင့်ပါပဲဘာလို့လဲဆိုတော့ဦးဇင်းတို့မလန်းဖိုလန်းကိုရှောင်မဲ့သူတွေကတဲ့ပထမဦးဆုံးဒီချမ်းသာဒုဖြစ်တဲ့ကာမဂုဏ်ကိုတဲ့ရှောင်ကျင်မှချမ်းသာစစ်ဖြစ်တဲ့မလန်းဖိုလန်းကိုရောက်မှာဖြစ်တယ်ဘာလို့လဲဆိုတော့ဒီချမ်းသာဒုလမ်းပေါ်မှာတမာတိမရနိုင်ပါဘူးတဲ့ဒါကြောင့်မလို့ဒီတမာတိရမှသာလင်တရားဘာဝနာတွေကလည်းပွားများနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒါကြောင့်မလို့ယဟန်ဒီနဲ့သူတပည့်သားတန်ဃာတွေကိုအဗြဟ္မစရိယတဲ့ကာမဂုဏ်အာယုန်တွေမှရှောင်ကျင်ပြီးတော့ဗြဟ္မစရိယအကျင့်ကိုကျင့်တော်မူပါလို့ဟောတော်မူခြင်းဖြစ်ပါတယ်